စိတ်ကူးတွေသိမ့်မရင်တဲ့ကောင်းလေး9နှစ်ခန့်ကြာတော့ဆိုပြီးချမ်းသာသွားတာရုပ်ရှင်တွေမှာပဲရှိတပြည့်လက်တွေပေါ်ကမအေးဝင်းစီစဉ်ထားတဲ့ရုပ်ရှင်တွေကဇလန်းမျိုးမဟုတ်ကြိုးစားရတဲ့ရုံးကန်လေးလာတဲ့တင်ယူရတယ်ဒီလိုခက်ခက်ခဲခဲနဲ့လက်တွေကြိုးစားမှကိုလိုချင်တဲ့ပန်းနိုင်ကြောင်းဒါကြောင့်စိတ်ကူးတွေကြီးပဲထိုင်ရင်နေလို့ဘဝတိုးတက်လာမှာမဟုတ်လက်တွေအကောင့်ထဲဖို့ကြိုးစားမှကိုလိုချင်တဲ့ဘဝကိုရနိုင်လိမ့်အိမ်မက်ဆိုတာမက်နေုံနဲ့လက်တွေဖြစ်လာတာမဟုတ်အိမ်မက်ကိုလက်တွေဖြစ်လာအောင်အကောင့်ထဲပေါ်နိုင်လို့လို့ပါ